ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ဖွဲ့စည်းပုံမှာဝန်ကြီးဌာနကို18ခုကနေ12ခုအထိကိုလျှော့ချခဲ့ပြီးတော့ဝန်ကြီးဌာနအချို့ကိုပေါင်းဆက်တာဖြတ်သိမ်းတာတွေရှိတယ်လို့အချို့ဌာနတွေကိုတော့ဝန်ကြီးဌာနအနေနဲ့မဟုတ်ပဲဌာနကြီးတစ်ဖွဲ့စုဖွဲ့လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ပြုပြင်ပြောင်းလဲရေးဟာလုပ်ငန်းစဉ်တစ်ခုအနေနဲ့ဆောင်ရွက်သွားမှာဖြစ်ပြီးဒုတိယအဆင့်အနေနဲ့ပုံမပါဝင်ပြီးပုံမအားကောင်းတဲ့ဒေါ်လာရင်းဥဆောင်မှုတရက်ပေါ်ပေါက်လာဖို့ကိုဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ Federal Democracy ပြည်ညံပါလမ်းပြမြေပုံတွေကအတိုင်းအကြမ်းဖက်စစ်အုပ်စုကိုအပီးတိုင်ဖြုတ်ချပြီးနောက်မှာအသွင်ကူးပြောင်းရေးအစိုးရတရက်ဖွဲ့စည်းသွားနိုင်ဖို့ပဲဖြစ်ပါတယ်။ကျွန်တော်တို့လက်တလုံးမှာနိုင်ငံရေးတိုးတက်မှုအနေနဲ့ Federal Unit ဂျာကာလာအခြေခံဥပဒေနဲ့ဂျာကာလာအစီအမံတွေကိုဒေသအလိုက် Federal Unit တွေအလိုက်ရေးဆွဲပြဋ္ဌာန်းအတည်ပြုလာနိုင်ပါတယ်။မြို့သားညီညွတ်ရေးအစိုးရအနေနဲ့ပြည်ထောင်စုနဲ့ Federal Unit များကြားပေါင်းစပ်ညီညွတ်ရေးကော်မရှင် Federal and State Coordination Commission FSCC ကိုဖွဲ့စည်းတာဝန်ပေးရပြီး Federal Unit တွေရဲ့အားကောင်းခိုင်မာရေးအတွက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ဒါကြောင့်စကိုင်း Federal Unit ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေမန္တလေးဒေသဂျာကာလာနိုင်ငံရေးအစီအမံမကွေး Federal Unit ဂျာကာလာအစီအမံဆိုင်ရာဥပဒေရန်ကုန် Federal Unit ရဲ့ဂျာကာလာအစီအမံဥပဒေစသဖြင့်ဂျာကာလာအစီအမံတွေကိုအတည်ပြုနိုင်ခဲ့ကြသလိုစကိုင်း Federal Unit နဲ့မန္တလေးဒေသတွေမှာဆိုရင်လည်းစတင်ကောင်တယ်ပေါ်ဆောင်ရွက်လာနိုင်ပြီးတပ်ဆိုင်ရာအုပ်ချုပ်ရေးရန်ရာတွေစတင်တည်ထောင်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။အခြားသော Federal Unit တွေအနေနဲ့ဂျာကာလာအစီအမံတွေပေါ်ပေါက်ရေးအတွက်အင်းနဲ့အားနဲ့ဆောင်ရွက်လာကြတာကလည်းကျွန်တော်တို့မျှော်မှန်းတဲ့နာဂတ် Federal Democracy နိုင်ငံတော်သစ်အတွက်အားတက်ဖွယ်ရာခြေလှမ်းတွေပဲဖြစ်ပါတယ်။ကျွန်တော်တို့မြို့သားညီညွတ်ရေးအစိုးရအနေနဲ့လည်းတော်လှန်ရေးအမြန်ဆုံးအောင်မြင်ရေးကိုအထောက်အကူပြုရေးပြည်သူလူထုဘေးအန္တရာယ်ကင်းရှင်းရေးနဲ့အခြားသောဝန်ဆောင်မှုများကောင်းမွန်စွာပေးအပ်နိုင်ရေးတို့ကို Federal Unit အုပ်ချုပ်ရေးရန်ရာတွေနဲ့ပုံမအားကောင်းတဲ့ညှိနှိုင်းဆောင်ရွက်မှုတွေလက်တွေ့ကျတဲ့ပူးပေါင်းဆောင်ရွက်မှုတွေဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။